phone ကအများကြီးကုန်နေလို့စိတ်ညစ်နေရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါနော်ဒီဗီဒီယိုမှာကျွန်တော်ပြောတဲ့ setting တစ်ခုကိုလိုရတာနော်ဖုန်းအား100ရာခိုင်နှုန်းက3ရက်ထစ်နော်5ရက်ထစ်လောက်တော့အေးစစ်ခံမယ်နော်တကယ်လို့ဖုန်းအား10ရာခိုင်နှုန်းပဲချိန်အောင်နော်ဖုန်းအား10ရာခိုင်နှုန်းကနော်2နာရီ3နာရီထိခံမှာဖြစ်ပါတယ်ကဲအချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစာလာရအောင်ကျွန်တော်လုပ်ရမယ့် setting ကိုပြောပြမယ်ကျွန်တော်အရင်ဆုံးနော်ဖုန်းမှာရှိတဲ့ setting ထက်ကိုဝင်ရမှာဖြစ်ပါတယ် okay setting ထက်ကိုဝင်ပြီးကျွန်တော်ဒီမှာ battery လို့ရေးထားတာကိုရှာမယ်နော်အောက်ကိုဆွဲမယ်ဒီမှာ battery လို့ရေးထားတာကိုရှာမယ်အကောင့်ကိုနှိပ်လိုက်မယ်နော် okay battery ကိုနှိပ်ပြီးရင်ဒီမှာ current mode ရှင်နော်ဒီမှာ current mode အခုက current mode ဖြစ်နေနော် current mode မှာဆိုရင်16 hour နော်16နာရီဒီခံမယ်လို့ဒီအပေါ်မှာရေးထားတယ်တကယ်လို့ဒီ current mode ကိုကျွန်တော်ပြောင်းလိုက်ရင်ဘယ်လောက်ခံမှာလဲနော် okay ဒီ current mode ကိုကျွန်တော်ပြောင်းကြည့်မယ်နော် current balance ဖြစ်နေတဲ့နေရာကိုကျွန်တော် power saving mode ဖက်ကိုပြောင်းလိုက်မယ် power saving mode ဖက်ကိုပြောင်းလိုက်တာဒီနော်20 hour နော်20နာရီထိခံမယ်လို့ဒီမှာရေးပြီးနော်ခုနကဆိုရင်16နာရီနော်အခုကျွန်တော် battery saver နေရာကိုပြောင်းလိုက်တာနဲ့20နာရီထိခံမယ်လို့ဒီမှာရေးထားတယ်နော်ဒီလိုပုံစံနဲ့ battery saver mode ကိုပြောင်းလိုက်ပြီးဖုန်းကပို့ပြီးခံတယ်နော်ဖုန်းက10ရာခိုင်နှုန်းတောင်နော်တနိုင်လောက်တော့ easy ခံမယ်နော်အဲကြောင့်ဒီ setting ကိုလုပ်လိုက်ပါနော် okay ဒီထက်မိုက်တဲ့ setting ကဘာလဲဆိုရင်နော် ultra power saving mode နော်ဒီမှာ ultra battery saver mode နော်52နာရီထိတောင်ခံမယ်နော်ဒီမှာရေးထားတဲ့52နာရီတောင်ခံမယ်နော်ဒီကောင်ကိုလုပ်ဖို့အတွက်ဆိုရင်ဒီကောင်ကိုနှိပ်လိုက်မယ်နော် okay ဒီကောင်ကိုနှိပ်ပြီးကျွန်တော်ဒီမှာ okay ဆိုတဲ့ဟာကိုနှိပ်လိုက်မယ် okay ဆိုတဲ့ဟာကိုနှိပ်ပြီးရင်နော်ကျွန်တော်တို့ဘယ် application တွေကိုသုံးရမှာလဲနော်ကျွန်တော်ရွေးရမှာဖြစ်ပါနော်ဘယ် application ကိုသုံးရမှာလဲဆိုတာကိုတော့ကိုတိုင်ဝဲရွေးချက်ရမှာဖြစ်ပါနော်ဒီမှာ application တွေအများကြီးရွေးလို့ရနော်ကိုက YouTube ကိုကြည့်မယ်ဆိုရင် YouTube ကိုပဲရွေးပါ TikTok ကိုကြည့်မယ်ဆိုရင် TikTok ကိုပဲရွေးပါနော်ဒီမှာ add ဆိုတာကိုနှိပ်ပြီးမှနော်ကိုဘယ် application ကိုသုံးရှင်လဲနော်အဲ application ကိုဒီမှာရွေးချက်လို့ရနော်ဒီမှာပြတဲ့ application ကိုလွယ်နော် note ချင်တယ်ဆိုရင်ပြန်ထုတ်ချင်တယ်ဆိုရင်ဒီလိုပုံစံထုတ်လို့ရနော်ဒီလိုပုံစံထုတ်ပြီးမှကိုတိုင်ပဲနော်application တွေကိုရွေးချယ်လို့ရနော် application တွေနော်တစ်ခုထက်ကိုပဲသုံးလို့လည်းရနော်ကျွန်တော်ဆိုရင်အခု messenger တစ်ခုထက်ကိုသုံးမယ်နော်အဲကြောင့်ကျွန်တော် messenger ကိုရွေးချယ်လိုက်မယ်ဒီအပေါင်းဆိုတာကိုရွေးချယ်လိုက်မယ်ပြီးရင်ဒီအောက်မှာရှိရနော်ဒီ okay ဆိုတာကိုနှိပ်လိုက်မယ် okay ကျွန်တော်တို့ဒီမှာဒါပြီးရတယ်ကျွန်တော် download ရထားရှိတဲ့ဒီကောင်ကိုနှိပ်လိုက်မယ်နော်အခုကျွန်တော် messenger တစ်ခုထက်ကိုရွေးချယ်လိုက်မယ်နော်ကျွန်တော် application ကိုလည်းသုံးလို့ရတယ်နော်ဒီမှာ add နေရာကိုနှိပ်ပြီးသုံးလို့ရနော်ဒီမှာကျွန်တော်က messenger တစ်ခုထက်ကိုပဲသုံးပါဖြစ်လို့ messenger ကိုပဲလွတ်လိုက်ရတာနော်ဒီမှာကြည့်ဒီကောင်ကိုလို့ရင်တော့52နာရီထိတောင်ဘယ်ဒီခံမယ်လို့ဒီမှာရေးထားရနော်တကယ်လို့တင်ကဒီ ultra power saving mode ကနေပြန်ထွက်ချင်တယ်ဆိုရင်တော့နော်ဒီမှာ H ရှိရနော်ဒီကောင်ကိုနှိပ်ပြီးမှထွက်လို့ရနော်ဒါကအရင်မိုက်တဲ့ setting ပါနော်